အားလုံးပဲမင်္ဂလာပါ Laura ရဲ့ Career Catalyst Podcast Season 2 Episode 1ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ episode လေးမှာတော့ Laura ကမတိတာအောင်ကိုဖိတ်ခေါ်ထားပါတယ်အဲ့တော့မတိတာကတော့ဒီ relationship inner well-being နဲ့ပတ်သက်ပြီးတော့ပညာရပ်တွေကိုမျှဝေပေးနေတဲ့ educator တစ်ယောက်ပါအဲ့တော့ Laura တို့ဒီနေ့မှာဒီ episode လေးမှာ relationship at work လို့ခေါ်တဲ့လုပ်ငန်းခွင်ကဒီဆက်ဆံရေးများဆိုတဲ့အကြောင်းအရာလေးကိုအများကြီးဆွေးနွေးသွားဖို့ရှိပါတယ်မင်္ဂလာပါညီမလေးအမကိုအခုလိုမျိုးဖိတ်ခေါ်တာလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါလည်းအခွင့်အရေးတစ်ခုပေါ့နော်ဟုတ်ကဲ့ဆိုတော့ Laura တို့ဒီနေ့ပြောသွားမယ့်အကြောင်းအရာက relationship at work ပေါ့နော်အဲ့တော့ဒီလုပ်ငန်းခွင်မှာကိုဆက်ဆံပေါင်းတင်ရတဲ့သူတွေကအများကြီးပဲပေါ့နော်ကိုအထက်လူကြီးရှိမယ်ကိုရဲ့အောက်လက်ငယ်သားဒီအဖွဲ့သားတွေရှိမယ်ပြီးသွားရင်ကိုနဲ့ရွယ်တူဒီလိုမျိုးပေါ့နော် level 2ရဲ့လုပ်ဖို့ကိုင်ဘတ်တွေရှိမယ်ဆိုတော့အများကြီးပဲပေါ့နော်ဒီ company တွင်းမှာပဲဖြစ်ဖြစ် company ပြင်ပမှာပဲဖြစ်ဖြစ်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ Laura ကအမကိုဒီ relationship တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကောင်းဆုံးတည်ဆောက်မလဲဘာတွေတော့ပြင်ဆင်ထားတဲ့နဲ့လုပ်ငန်းခွင်မှာပျော်ရွှင်အောင်မြင်မှုအတွက်ဘာတွေလုပ်သင့်လဲဆိုတဲ့ဟာလေးတွေကို Laura ဒီနေ့ podcast လေးမှာအမကိုမေးသွားပါမယ်အမအဲ့တော့လေ Laura ကလည်းဒီ human resource နဲ့ပတ်မှာ16နှစ်ကျော်လောက်မြန်မာပြည်မှာရောဒီ Hong Kong Cambodia လာကိုတောက်လျှောက်လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့နိုင်ငံသားတွေနဲ့ဒီလူမျိုးပေါင်းစုံဒီ culture ပေါင်းစုံမှာလုပ်ဖူးတယ်ပေါ့နော်အဲ့တော့တခုကဘာတွေ့လဲဆိုအမရဲ့ဆိုယူစကားလေးလည်းရှိတယ်ပေါ့နော်လူတွေကအလုတ်ထွက်တာကကုမ္ပဏီကိုစွန့်ခွာတာမဟုတ်ဘူးသူတို့ရဲ့အထက်လူကြီးကိုစွန့်ခွာတာလူတွေကိုစွန့်ခွာတာဆိုပြီးပြောကြတယ်ပေါ့နော်အဲ့တော့အဓိကကတော့Laura HR မှာလုပ်တဲ့အတွက်ကြောင့်မို့လို့ဘာတွေ့ရလဲဆိုရင်လူတွေကကိုယ့်အထက်လူကြီးနဲ့အဆင်မပြေတာများကြတယ်ပေါ့နော်အဲ့တော့အမအနေနဲ့ကောဒီလိုမျိုးဘယ် level မှာပဲဖြစ်ဖြစ်ယာတူးအသီးသီးမှာလုပ်နေကြတဲ့သူတွေလုပ်ငန်းခွင်အားသူတွေကိုပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့အထက်လူကြီးနဲ့အဆင်ပြေအောင်လို့ဒီ relationship ဆက်ဆံရေးတွေကိုဘယ်လိုတည်ဆောက်တင်လဲဆိုတဲ့ဟာလေးကိုအမမျှဝေပေးစေချင်ပါတယ်ရှင်ဆိုတော့ခုန Laura ပြောခဲ့သလိုပေါ့နော်အလုပ်ထွက်ကြပြီဆိုလို့ရှိရင်အမှန်အလုပ်ကြောင့်မဟုတ် another human being ကြောင့်ဟုတ်တယ်မလားနော်အဲ့ another human being ကလည်းပြောမယ်ဆိုလို့ရှိရင်သူက boss နေရာဖြစ်ချင်းဖြစ်နေဟုတ်တယ်မလားနော်ဒါကြလေ boss ကလည်းဒီကြောက်ကိုအလုပ်ထုတ်လိုက်ရတာကလည်း another human being ကြောင့်ပဲလေနော်တကယ်တမ်းကျတော့အလုပ်ကြောင့်မဟုတ်ဆိုတော့ကျောင်းတော့ communication လေးတွေ lacking ဖြစ်နေတာပေါ့နော်သူလိုချင်တာကိုကမပေးနိုင်တာတော့ပြောလို့ရှိရင်လည်းကိုလိုချင်တာကိုလည်းတောင်းဆိုတာတွေမရှိတာတို့အဲ့ဒါကြီးဂျားထဲမှာပဲလူတွေကပြဿနာဖြစ်နေကြတာအဲ့တော့ဘာတွေကလိုအပ်လဲဆိုလို့ရှိရင်အလုပ်ငန်းခွင်မှာအထူးသဖြင့် communication ကရန်လေးကြီးတယ် communication မရှိလို့ရှိရင်တစ်ဖက်ကလိုချင်တဲ့ဟာကိုလည်းကိုကမပေးနိုင်ဘူးเนาะပြောလို့ရှိရင်လည်းကိုပေးနေတဲ့ဟာလည်းတစ်ဖက်ကအတွက်ကလှုပ်ဖြစ်လာပေါ့အဲ့ဒါရလည်းအရန်ရေးကြီးပြန်ရောเนาะဒါကြောင့်မို့အဆင်မပြေကြအဲ့တော့ဟိုတစ်ဖက်ကကိုလည်းကိုကမပေးနိုင်တာတမျိုးတကယ်လို့ employee အနေထားမှာပေါ့เนาะ boss လိုချင်တာကိုလည်းကိုကမပေးနိုင်တာတမျိုးနော်ကိုပေးတဲ့ဟာကိုလည်း boss ကမကြင်မနှက်ဖြစ်နေရဆိုလို့ရှိရင်တော့နောက်ဆုံးကဘာ lagging ဖြစ်တာလဲဆိုတော့အတိအကျဆုံးပေါ့နော်ဟိုပွင့်လင်းလင်းနဲ့ပြောဆိုဆက်ဆံမှုအဲ့ဒါမရှိတဲ့အတွက်ကြောင့်မို့လူတွေကနောက်ဆုံးဒီ communicative ဖြစ်ဖို့ withdraw လုပ်ကုန်ကြတာရှောင်ကုန်ကြတာရှောင်တဲ့ခါကျတော့ဘာပါလဲဆိုရှောင်နေဆိုရဲကိုက victimize ပေါ့ငါဘွားဆိုးလိုက်တာသူတို့ကတော့အဆင်ပြေနေငါတော့အဆင်မပြေဘူးဆိုတာနဲ့တဖြည်းဖြည်းနဲ့ရှောင်လာကြတော့တောင်းဆိုရမယ့်ဟာကိုလည်းမတောင်းဆိုဘူးเนาะမရှင်းတဲ့ဟာကိုလည်းတွားပြီးမေးခွန်းမေးတာမျိုးမရှိကြဘူးအဲ့ခါမှာနောက်ဆုံးတော့စိတ်ဓာတ်တွေကျသွားမှဒီအလုပ်ကို leave လုပ်ရတယ်ဖြစ်သွားတယ်ဒီလုပ်ကနေထွက်ရတဲ့ဘဝတွေရောက်တာဆိုတော့အမပြောသွားတဲ့ထားမှာ Laura ကြိုက်တာတခုကဘာလဲဆိုရင် communication ပေါ့နော်အဲ့ဒီဟာမှာအမပြောသလိုပဲ Laura လည်းတွေ့ရတယ်ပေါ့နော်ကိုက HR ဖြစ်တဲ့အတွက်ကိုစီကိုအဲ့လိုမျိုးလာပြီးတော့တိုင်ကြရတယ်ပေါ့နော်ဟာထက်လူကြီးကဘယ်လိုမျိုးသူ့ကိုဆိုရင်ဘယ်လိုမျိုးဆက်ဆံတာတို့အောက်ကလူကလည်းဘယ်လိုမျိုးဟွာဖြစ်တာတို့ဆိုပြောကြရတယ်ပေါ့နော်အဲ့တော့Laura ကကန်ကောင်းစွာပဲငငယ်တဲကနိုင်ငံသားတွေနဲ့လှုပ်လာတဲ့အတွက်ကြောင့်မို့လို့ကိုစီမှာရှိကိုတွေးနေတဲ့အရာတွေကိုကိုကရင်ကျေးစွာပဲသူတို့ကိုအဆင်ပြေတယ်မပြေဘူးကို boss တွေနဲ့ပြောလို့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကြတော့ Laura တို့ဒီအထူးသဖြင့်အရှိတောင်အာရှမြန်မာပြည်ပေါ့နော်အရှိတောင်အာရှမှာဒီရင်ကျေးမှုကရှိတယ်မြန်မာပြည်မှာဆိုရင်လည်းအထက်လူကြီးဆိုရင်လုံးဝကိုယ့်ရဲ့ဝါကြီးတဲ့သူဆိုတော့လေးစားရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ပြန်မပြောရဘူးသူပြောတာဒါအမှန်ဆိုပြီးတော့ဒါငငယ်တွေကဒီရင်ကျေးမှုကတင်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအတွက်ကြောင့်မို့လို့ဘာတွေ့ရလဲဆိုရင်
ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံကြတာတွေမရှိဘူးအဲ့တော့တော်တော်များများက assumption လို့ခေါ်တဲ့ယူဆချက်တွေများကြတယ်ပေါ့နော်အဲ့တော့အဲ့လို assumption တွေပြောပြီးတော့ခုနကလို तू ပေးနိုင်လားငါပေးနိုင်လားငါလူကြီးကတော့ငါ့ကိုဒီလိုဆက်ဆံနေဆိုအမပြောတယ် victim play လောက်ကြတာပေါ့နော်ကိုကသာခံရတဲ့သူဆိုပြီးတော့နေကြတယ်အဲ့တော့အစင်မပြေမှုတွေကအများကြီးပဲပေါ့နော်အဲ့တော့အမအနေနဲ့ရောအခုလုပ်ငန်းခွင်မှာလုပ်နေတဲ့သူတွေပေါ့နော်ဘယ်ရာထူးမှာပဲဖြစ်လုပ်နေတဲ့သူတွေကိုတစ်ခုပေါ့နော်နီးလန်းလေးတစ်ခုနဲ့ဒီ communication ကိုကောင်းအောင်လုပ်ပါဆိုရင်ဘာလေးကိုမျှဝေချင်ပါတယ်လဲအမလောရလိုပဲသိလားအမလေးလေဟိုယောက်ျားတွေအများကြီးကြားထဲမှာအလုပ်လုပ်ဖူးတယ်ဟုတ်ကဲ့ပါတခါမှလေဟိုကို boss ကကိုနှိမ်လိုက်တာဆိုလည်းမခံစားရအောင်ဟုတ်ကဲ့ပါငါ့ကိုအနိုင်တက်စီးနေလုံနေတယ်ဆိုလည်းမခံစားရအောင်ဟုတ်ဘာဖြစ်လို့လဲဆိုတော့အမသတိထားမိတာကတော့အမအလုပ်တစ်ခုကိုလုပ်ပြီးဟေ့ဆိုလို့ရှိရင်အမကဒီလုပ်ကိုလုပ်ပြီးဆိုလို့ရှိရင်ကို value ထည့်မယ်ဆိုရက်ရည်ရွယ်ချက်နဲ့သွားခဲ့တယ်ကိုရဲ့ value လေးကိုထည့်ပေးမယ်ဒီလုပ်ထဲမှာပေါ့နော်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်သူပိုင်တဲ့လုပ်ငန်းပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုက ownership အနေနဲ့ယူလိုက်တယ်ဘာလို့လဲဆိုတော့ဒီ boss အဆင်ပြေမှကိုလည်းအဆင်ပြေမှာလေအဲ့တော့ကိုလုပ်တဲ့အလုပ်အဆင်ပြေတယ်ကိုကပေးတယ်ဆိုလို့ရှိရင်သူ့အလုပ်ငန်းတွေအဆင်ပြေရင်ကိုလည်းအလုံးမပြုတ်ဘူးသူတို့စီးပွားရေးလည်းပိုတက်တယ်ဆိုလို့ရှိရင်လေကိုအနေနဲ့ ownership ပေါ့ဒါဆိုတော့ကိုရဲ့ accountability ကိုထည့်ပေးတယ်ဟုတ်ကဲ့နော်နောက်တစ်ခုကကျတော့ခုနညီမလေးပြောတဲ့ vision ဟုတ်ကဲ့ vision အစားပေါ့နော် partnership အော်ဘယ်လိုဖြစ်ဒီအလုပ်ကြီးဒီစီးပွားရေးအောင်မြင်ဖို့ဟာကငါရဲ့ value လေးထည့်ထားတယ် boss က value လေးထည့်ဆိုတော့ boss နဲ့ကိုနဲ့ကို partnership လုပ်လိုက်တာပေါ့မှန်တော့မှန်တယ်ကိုကိုပတ်စံပေးထားလို့ boss ကိုသူစီမှာအလုပ်လုပ်ရတယ်ဆိုရင်ပဲကိုကဟို partnership လိုမျိုးသဘောမထားဘဲနဲ့ငါ့ကိုနိုင်ထက်စီးနေဆိုရင်ကိုဒီ vision ဖြစ်သွားမှာပဲအဲ့ဒီဥစ္စာကိုအမအဲ့ကိုမတော်ဘူးပေါ့နော်အဲ့တော့being service သူစီကကိုကငွေယူထားတဲ့ကြောင့်မို့ကိုကလည်း being service လေးပေးတာပေါ့ရောပရမရောလကားဆိုတဲ့သဘောပေါ့နော်သူစီကငွေယူရဲဆိုတော့ကိုကကိုဟာတစ်ခုပေးရမှာပဲကြောင့်မို့ being service ကိုပေးတယ်အဲ့လိုမျိုးအမြဲတမ်းလို့မိုးလင်းတိုင်းပေါ့နော်ပြန်စဉ်းစားကြည့် grateful ပေါ့ဒီနေရာမှာငါအလုပ်လုပ်နေရတာ grateful ဖြစ်တယ်အဲ့ဒါလို့မှ grateful မဖြစ်ဘဲနဲ့ victimize ဖြစ်နေမယ်ဆိုရင်ဒီအလုပ်ကပြောင်းပြီးနောက်အလုပ်ကိုပြောင်းလဲဒီနေရာပဲပြန်ရောက်မှာပဲဟုတ်တယ်အဲဒါကြောင့်မလို့အမကပြောချင်တာကတော့ပေါ့နော်အကုန်လုံးဒီ boss နဲ့ employee ကြားထဲမှာပေါ့နော် victimize အစားတခု create လုပ်ပါဟုတ်ကဲ့ဟုတ်မလား partnership လား ownership လားဒါမျိုး value ဟိုဘယ်လို value sharing လားနော်မျိုးစုံလုပ်လို့ရတယ်နော်ဆိုတော့ communicative လည်းပါမယ်ဆိုလို့ရှိရင်တော့ကိုကဒီ victimize ကိုရောက်ရအကြောင်းမရှိတော့ဟုတ်ကဲ့ပါအဲ့လိုလုပ်လိုက်ခြင်းအပြင်ကိုကို empower ပေးမယ်being ကို create လုပ်မယ်ဒီစကလုံးကိုသုံးပြီးကိုဆက်ဆံမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်အဲ့နေ့မှာကိုကပျော်စရာကောင်းတဲ့နေ့လည်းဖြစ်မယ် boss နဲ့ကိုနဲ့ကြားမှာစီးပွားဖြစ်ထွန်းမယ်အကျိုးဖြစ်ထွန်းမယ်အဲ့တခုကတော့အမကိုယ်တိုင်လက်တွေ့လုပ်ခဲ့တာပေါ့နော်လောရလိုပဲအမစင်တယ်ပေါ့နော်တို့တွေကအဲကြောင့်မလို့ဟိုအမျိုးယောက်ျားရဲ့မိန်းမရဲ့လို့သဘောမထားတော့ဘဲနဲ့ကိုကဒါ human being ပဲလေဟုတ်တယ်တခုပဲရှိတာယောက်ျားနေချမိန်းမနေချကွာတာလေးပဲရှိတယ်ဆက်ဆံနေပြောပုံဆိုပုံလေးတွေကဟိုခါကြလို့ရှိရင် conflict ဖြစ်တာလေးရှိမယ်ဒါကိုလည်းကိုကတေးသေးချာချာလေးလေးလာလိုက်စားပြီးတော့မှမေးခွန်းမေးပေါ့ဘာဖြစ်လို့ဖြစ်ရတာလဲအဲ့သဘောမျိုးနဲ့ communication သွားမယ်ဆိုတော့အဆင်ပြေမယ်ထင်တယ်မှာဟုတ်အခုလိုလေးဟိုအမတစ်ချက်ချင်းစီရှင်းပြသွားတာအရင်လဲစိတ်ဝင်စားဖို့ကောင်းတယ်လို့အရင်လဲကျေးဇူးတင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင် Laura ဆိုလဲတောက်လျှောက်ကဒီကိုယ့်ရဲ့ background ထဲမှာကိုကတကူးသီးသောအမျိုးသမီးပေါ့နော်။များသောအားဖြင့်ကိုယ့်ရဲ့ boss အပါအဝင်ကိုယ့်ရဲ့လုပ်ဖန်ကိုင်ဘက်တွေအကုန်လုံးကမြန်မာတွေလည်းပါတယ်နိုင်ငံခြားသားတွေလည်းပါတယ်ပေါ့လုပ်ခဲ့ရတယ်။အဲ့တော့နောက်တစ်ခုကကြတော့ Laura ကြတော့ဟိုခုနပြောတယ်လို့ကိုကဒီအချက်တွေကိုကလုပ်တယ်မသိအမပြောမှဒါတွေကကိုလည်းတတိထားမိတာပေါ့နော်။တော်တော်များများအမျိုးသမီးခေါင်းဆောင်တွေမှာကြတော့အခက်ခဲကဘာတွေ့လဲဆိုရင်သူတို့ကိုပြောချရတယ်ပေါ့နော်လော်ရာလည်းပြောခံရဘူးပါတယ်အဲ့ဒါဘာလဲဆိုရင်ဟာသူတို့မှာအစိုးနှစ်ဖက်ရှိတယ်အမအမျိုးသမီးခေါင်းဆောင်တွေမှာလုပ်ငန်းခွင်မှာဘာဖြစ်လဲဆိုရင် aggressive ဖြစ်တဲ့လူပေါ့နော်အရန်ထန်တဲ့သူကအရန်ထန်တယ်ဘာလို့ဆိုယောက်ျားတွေနဲ့ရင်မောင်တန်းပြီးလောက်ရမှာဆိုပြီးတော့ထန်တဲ့သူကအရန်ထန်တယ်ပြောတဲ့လူကြလည်းအရန်ပြောတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဆိုတော့ဟိုများသောအားဖြင့်ကိုယ့်ရဲ့အထက်လူကြီးဒီဟို boss တွေယောက်ျားလေးတွေကဘာပြောလေးရှိလဲဆိုရင် Laura နင်က aggressive ဖြစ်မှရမယ်ဒါမှနင့်ကိုလူတွေကလေးစားမယ်ဆိုပြီးတော့မြဲပြောခဲ့တယ်ပေါ့နော် Laura တော့ဘယ်တော့မှအဲ့လိုမလုပ်ခဲ့ဘူးကိုနီးကိုဟန်နဲ့ပဲလုပ်ခဲ့အဲ့တော့အမအနေနဲ့ရောအမဆိုရင်လည်းဒါအမျိုးသားတွေနဲ့ရင်မောင်တန်းပြီးလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးခေါင်းဆောင်တွေကိုကိုကဒီအမျိုးသားခေါင်းဆောင်တွေနဲ့တွဲပြီးလုပ်တာပဲဖြစ်ဒါမှမဟုတ်ဘလို့ပတ်ဝန်းကျင်မျိုးမှာပဲဖြစ်ကိုကခေါင်းဆောင်အမျိုးသမီးရဲ့အမျိုးသားရဲ့မဟုတ်ဘဲနဲ့ခေါင်းဆောင်တယောက်အနေနဲ့ဘလို့အကောင်းဆုံးပြုမှုဆောင်ရွက်တင်လဲဆိုတော့ဟာလေးကိုအမ relationship ဒီအမြင်လေးကနေပြီးတော့တစ်ချက်ပြောပေးပါရှင်အဲ့တော့ဒီလိုယောက်ျားသားတွေထဲမှာလုပ်ရပြီဆိုလို့ရှင်အလိုလိုနေရင်းနဲ့
baby တွေကပြောတာတော့သိရမလားပတ်ဝန်းကျင်ပြောစကားကြောင့်မို့ main ကလေးတွေကတစ်စင်ပဲနေနေတယ်လို့ဖြစ်တတ်တယ်ဟုတ်မလားအဲ့ဆိုရှင်အမတို့ကဘာကိုဖန်တီးရမလဲဆို being powerful ကိုဖန်တီးရမယ် being powerful ဆို inner power ပေါ့နော်ဟို inner power ကိုဖန်တီးမယ်ပြီးလို့ရှင်ဘိုးပေါ့နော်ထည့်ပေးရမယ်အဲ့လိုမှမဟုတ်လို့ရှင်ရဲရင်မှုနော်အဲ့လိုမျိုးလေးတွေကိုထည့်ပေးရမယ်ဒါပေမဲ့ authentic လည်းဖြစ်ရမယ်လေ authentic လည်းဖြစ်ရမယ်ဆိုတာကမိမိဆက်ဆံတဲ့အခါမှာမိမိကို boss ကပြောလိုက်လို့ကိုမကျင်တတ်ဘူးဆိုလို့ရှင်လေ communicate နဲ့တော့ရမယ်ကျမကိုဒီလိုပြောလိုက်လို့ရှင်ကျမဒီလိုဖြစ်သွားတယ်နော်စင်ကျင်ပေးနိုင်မလားဒါမျိုးလေးတွေပေါ့နော် request အဲ့နဲ့တော့ရမယ်အဲ့လိုမတော့ရင်လေကို boss ကမသိဘူးလေဟုတ်တယ်သူကလည်းဟုတ်တယ်ဟန်ငန်းနေဆိုတာကလည်းကိုမှမဟုတ်တခြားလူလည်းလုပ်နေတာဟုတ်တယ်မလားအဲ့လိုဆိုကိုအနေနဲ့ကကိုကြည့်ပဲငါကြမှာဆိုတော့ဆွတ်လိုက်တဲ့ကပိုဆိုးတော့တယ်ဒါကြောင့်မလို့အမဆိုရင်အဲ့လိုပဲလော်ရလိုပဲအများကြီးခြားထဲမှာလုပ်ပေမဲ့လေတစ်ခါမှကိုကိုနှိမ့်နေဆိုမခံစားရအောင်ကိုခွဲချမ်းနေဆိုလည်းမခံစားရအောင်ကိုတော့သူကပါစားပို့ပေးတယ်လို့ပဲ main ကလေးတယောက်တည်းဆိုတော့လေဘာနဲ့ဆိုင်လဲဆိုတော့ plus လည်းမလို့ minus လည်းမလို့ being myself လည်းပဲသွားတာဟုတ်ကဲ့ပါဟုတ်မိသားစုကိုဆက်ဆံတယ်လို့ပဲကိုဆက်ဆံတယ်เนาะဒါအလုပ်ဆိုတာလဲကိုယ့်ရဲ့ second home ဖြစ်သွားပြီဟုတ်ကဲ့ပါဟုတ်တနေ့ကအလုပ်မှာပဲလေအိမ်ရောက်အိတ်တာလေအဲ့တော့ second home မှာကိုမပျော်ရှင်လို့ရှင်မမတော့ပျော်ရှင်ပါလေအဲ့ဒါလေးတွေကိုက view စိုက်လိုက်တဲ့အခါကျတော့ကိုယ်တိုင်လဲ leadership အနေနဲ့ကိုယ်ကိုယ်ဘဝရဲ့ leadership လို့လဲသတ်မှတ်ထားရတယ်ဟုတ်ကဲ့เนาะအဲ့တော့ဒီကြားထဲမှာလဲကိုယ် leadership skill အနေနဲ့ကိုကအလုပ်လုပ်ချင်းအပြင်ကို boss ကကိုမိန်းမယောက်ျားတော့မဟုတ်တော့ဘူးဒီ main ကလေးနဲ့အလုပ်လုပ်ရတာကဘယ်လိုခေါ်မလဲ emotion တိတ်မရှိဘူး workability ဖြစ်တယ် workability နဲ့ပဲသူအလုပ်လုပ်သွားတယ်ဆိုမှကိုပို့ပြီးတော့မြင်လာတာပေါ့နော်ကိုပို့ပြီးအားကိုးလာတယ်အလုပ်တွေပို့ပေးလာတယ်เนาะအဲ့တော့မိမိကိုယ်တိုင်လည်း accountability ဖြစ်ဖို့လိုတာပေါ့ဒါကြောင့်မလို့တိတ်ပြီးတော့ခက်ခဲတယ်လို့မဟုတ်ပါဘူးတကယ်တမ်းကျတော့ victimize မဖြစ်ဖို့ပဲဟုတ်ကဲ့အဲ့ဆိုအဆင်ပြေတယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့အမရှေ့မှာပြောသွားခဲ့တယ်လို့မျိုးပေါ့နော်လုပ်ငန်းခွင်မှာဖြစ်တဲ့ပြဿနာတော်တော်များများကတယောက်နဲ့တယောက်အဲ့လိုမျိုးဒီနားလည်မှုလွဲကြတာဒီဆက်ဆံရေးတွေမပြေလဲဖြစ်ကြတယ်အခုဆိုပိုဆိုးတယ် Laura တို့ work from home တွေလုပ်ကြတယ် flexibility တွေပေးတော့တယောက်နဲ့တယောက်တိတ်မမြင်အောင်အမရဲ့အရင်တော့ဆိုရင်တွေ့ရင်ဒီလို coffee တောက်ရင်းပါပဲဖြစ်ဟဲ့ငါအဲ့တော့အဆင်မပြေဘူးဒီကနေဒီလိုပြောလိုက်ဆိုပြောလို့ရတယ်အခုကျတိတ်မပြောပြဘူးပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဒီ relationship ဒီဆက်ဆံရေးပြဿနာတွေကနေပယ်ဘောင်းဆောင်မှာရှိတဲ့လုံနေတဲ့သူတွေမှာအများကြီးကြုံရတယ်အဲ့တော့တနည်းဟာ Laura လဲဒီ corporate မှာကိုကခေါင်းဆောင်တယောက်အနေနဲ့လှုပ်လာတဲ့အခါမှာကိုယ်တိုင်ကျင့်သုံးမိတဲ့ဟာလေးက mindfulness ပေါ့နော်ကိုကအဲ့ဒါအမှဒီတိုင်းတော့မရဘူးဘာလို့ဆိုတော့နေ့တူကမှကိုကဖိအားတွေအများကြီးနဲ့နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ mindfulness ဆိုတဲ့ဟာကအရင်ဆုံးတော့ဒါတရားလုပ်ပါလို့ဆိုလိုတာမဟုတ်လူတွေကလေ mindfulness ဆိုတရားသွားထိုင်ခိုင်းနေထင်နေတာပေါ့နော်တကယ်တမ်းတော့တရားလုပ်ခိုင်းတာမဟုတ်ပါဘူးအဓိကဒီအသက်ရှူတာကနေစရတာပေါ့နော်ကိုကအသက်လေးရှူပြီးတော့ကိုအရင်စိတ်ဆိုးလာပြီဆိုရင်လောရဆိုခုနောက်ပိုင်းကိုကအကျင့်လေးရလာတော့ဘာလုပ်လဲဆိုအသက်ရှူတယ်ရှူသွင်းရှူထုတ်လေးလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါမှာကိုပြောမဲ့စကားကိုကိုကထိမ့်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့အမအနေနဲ့ရောဒါအမဆိုရင် inner well being အကြောင်းတွေအများကြီးပြောနေတာဆိုတော့လေလုပ်ငန်းခွင်ကလူတွေကို mindful ဖြစ်အောင်ဘယ်လိုအလေးကျင့်လေးတွေလုပ်တင်လဲဆိုတဲ့ဟာလေးကိုလော်ရာသိချင်ပါတယ်မ mindfulness နဲ့ပတ်သက်လို့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အရင်ရေးကြည့်ရသလားဘာလို့ဆိုတော့အမားတို့တွေက main ကလေးတွေလည်းဖြစ်တဲ့အပြင်ကိုအိမ်မှာကလေးလည်းထားခဲ့ရမယ်ဟုတ်တယ်မလားကိုမျိုးသားနဲ့အဆင်မပြေတာဖြစ်ချင်းဖြစ်မယ်နော်ဆိုတော့အိမ်ကဟာကြီးကလည်းပါလာတတ်တယ်နော်ပါလာတတ်တယ်ဆိုတော့အမြဲတမ်းလို့ကို awareness ထားမှာကိုပါလာတဲ့ဟာကြီးနဲ့ရုံရောက်တဲ့ခါကျရင်ကြားအမြင်ရတယ်နဲ့တွားပြီးတော့ကိုကဘယ်လိုခေါ်မလဲဆိုဆက်ရှက်လိုက်သလားပေါ့နော်ခွဲခြားမှုမရှိဘဲနဲ့တွားလုံးထွေးလိုက်လို့ရှင်လဲကိုကဒုက္ခဖြစ်တတ်တယ်ဒါကြောင့်ရှင်relate နဲ့တွားလှုပ်လိုက်တဲ့သဘောပေါ့နော်အိမ်ကဟာကြီးကိုရုံယူလာတာပေါ့နော်အဲ့တော့အိမ်မှာရှိတဲ့ပြဿနာအိမ်မှာရှိတာမျိုးထားတာမျိုးရုံကဟာမျိုးတကယ်ကိုဒီဘက်ကဟာကိုထားခဲ့ပြီးဖြုတ်ချပြီးဒီဘက်ကို focus လုပ်မှရတယ်ဒါ mindfulness နဲ့ဆိုင်နေပေါ့နော်ဒီဘက်ကို engage လုပ်ရမယ်ဒါကငါအိမ်မမဟုတ်ဒါရုံပေါ့နော်ဒါပြီးလို့ရှိရင်အိမ်ကလူတွေကငါစကားပြောနေရမှာရုံကလူတွေကစကားပြောနေရဆိုတော့ mindfulness လေးတွေလိုထည့်ဖို့လိုတာပေါ့အဲ့လိုမှမထည့်နိုင်ဘူးဆိုရင်ဒါတွေမကောက်ခုနလော်ရာပြောသလိုပေါ့ဒေါသကြီးဖြစ်လာတယ်စိတ်တွေမကြည်မလင်ဖြစ်လာတယ်ဘာညာဆိုလို့ရှိရင်ကိုဘာလုပ်ရမလဲဆိုရင်ကိုစိတ်အေးချမ်းနေတဲ့အချိန်လေးမှာရှူရဲ့အသက်ကိုသတိလေးထားလိုက်ဟုတ်ကဲ့ဘယ်လိုပုံနဲ့ရှူတယ်လဲပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့ရှူတာမျိုးလို့ရှိရင်ရုံးမှာဘယ်လိုပြဿနာတွေဖြစ်မလဲဘာညာဆိုတာကိုအနေနဲ့ကပြဿနာဆိုတာလေကိုမဖြေရှင်းနိုင်ပြဿနာပေါ့အဲ့တော့ဖြေရှင်းနိုင်အောင်ဘယ်လိုကြိုးစားမလဲပေါ့ skillful ဖြစ်အောင်လုပ်တာတို့ resourceful ဖြစ်အောင်လုပ်တာလို့နော်အဲ့ဒါဆိုလို့ရှိရင်
resourceful ဖြစ်အောင်လုပ်တာတို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကဘလို့ပဲဖြစ်ဖြစ်ဆရာသမားနဲ့ပတ်သက်ပြီးတော့ stress မများတော့တခါတည်းကျလို့ရှိရင်လေကိုက mindful မဖြစ်ဘဲနဲ့ငါဘာဖြစ်လို့ဒီလိုဖြစ်နေရတာလဲလို့ကိုဖြစ်နေတဲ့ခါကြလို့ရှိရင်အဲ့ထဲမှာပဲပြန် circle ထဲမှာဝင်နေတတ်တယ်အဲ့တော့ငါဘာဖြစ်နေရလဲသတိလေးထားရမယ်ငါ stress တွေပါလာသလားငါဘာဖြစ်လို့ stress ရှိတာလဲငါဘာဖြစ်လို့ကိုဒီဆရာနဲ့စကားမပြောနိုင်တာလဲဒါလေးတွေကစ awareness လေးစလုပ်ဖို့လိုပြီဟုတ်ဆို relationship တွေမှာဖြစ်ချင်တာဖြစ်ဆိုပြစ်ထားလို့မရအောင် update upgrade လုပ်ရတယ်ဘာလို့လဲဆိုတော့ဒီဆရာနဲ့အဆင်မပြေရင်ဘာကြောင့်အဆင်မပြေလဲဆို source ကိုရွေးထုတ်လို့ရတယ်เนาะအဲ့တော့ mindfulness ကအဲ့ဒီ source လေးကိုရွေးထုတ်ပြီးတော့မှ mindfulness နဲ့ဆက်ပြီးနေသွားမယ်ဆိုလို့ရှိရင်ပိုပြီးတော့အဆင်ပြေတာပေါ့နော်အဲ့ဒါကြောင့်မလို့အရေးကြီးတယ်ညီမလေး mindfulness ကလည်းနော်အဲ့တော့အမရော Laura တို့ဒီ podcast ဒီ episode လေးမပြီးခင်မှာပေါ့နော်Laura တို့ရဲ့ခေါင်းစဉ်လေးဖြစ်တဲ့ဒီ relationship at work ပေါ့လုပ်ငန်းခွင်ကဆက်ဆံရေးတွေကောင်းမွန်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးဒီမှာကြည်နေတဲ့လုပ်ငန်းခွင်ကသူတွေအားလုံးကိုဘာလေးများအကြံဉာဏ်ပြုချင်ပါလဲမပရိသတ်တွေအားလုံးပြောချင်တာကတော့ relationship ကအရင်ရေးကြည့်တယ်မိမိနဲ့မိမိကိုလည်း relationship လို့ခေါ်တာပဲအဲ့တော့မိမိနဲ့မိမိကိုငြိမ်းချမ်းပြီးတော့မိမိနဲ့မိမိကို powerful ဖြစ်နေမှာကျင့်တဲ့နေမှာဂုဏ်ယူနေမှာ value ရှိနေမှာတခြားလူနဲ့ဆက်ဆံတဲ့အခါကျရင်ကို victim ဘဝကိုမရောက်တာဒါမှမဟုတ်အထူးသဖြင့်ကတော့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်တခြားလူတွေနဲ့ဆက်ဆံဖို့ဟာကမိမိနဲ့မိမိရောအဆင်ပြေလားမိမိရဲ့ inner ကဘယ်လိုနေလဲပေါ့နော်အဲ့ဒါလေးတွေကအစကိုက mindfulness ဖြစ်ဖို့လိုတယ်အဲ့တော့ခုနပြောသလိုပေါ့နော် victimize ဖြစ်နေတဲ့အချက်ကြောင့်မလို့ကိုကမပြေလည်တာကြီးကများတယ်ပြီး fear ရှိနေတဲ့အခါကြလို့ရှင်လဲကို boss ကိုကြောက်နေရတယ်ဆိုရင်ကို boss မှာမေတ္တာထားလို့မရတော့ဘူးအပေါ့နော်ဒါကြောင့်မလို့ပြောမယ်ဆိုလို့ရှိရင်တော့မေတ္တာနဲ့ပေါ့နော်နေရာတိုင်းမှာအလုံးလုံးနိုင်မယ်ဆိုလို့ရှင်တော့ဒါဘဝအောင်မြင်မှုပဲပေါ့နော်ဒါကြောင့်မလို့ဘယ်နေရာမှာပဲလှုပ်လို့ဘယ်ဒေသမှာပဲလှုပ်လို့ပေါ့နော်မိမိနဲ့မိမိကိုအဆင်ပြေဖို့အရေးကြီးတယ် mindful ဖြစ်နေဖို့အရေးကြီးတယ်ပြီးလို့ရှိရင် victimize အစားပေါ့နော်loving နဲ့ပေါ့နော်ကိုနေရာတိုင်းမှာသွားပြီးတော့မှ create လုပ်ပြီးနေမယ်ဆိုလို့ရှိရင်တော့ဘယ်အလုပ်ပဲလုပ်လို့ကိုကအလုံးလုံးကဂျိုနှက်နေလိမ့်မယ်အဲ့ဒီအလုပ်မှာလဲကိုကပျော်ရွှင်နေလိမ့်မယ်ပျော်ရွှင်မှုရှိတဲ့ဖန်တီးရဲ့နေရာလေးကိုလဲကိုကဒေတာလေးတစ်ခုဖြစ်ဖန်တီးနေတယ်လို့လည်းဖြစ်မယ်ကိုရောက်တဲ့နေရာတိုင်းမှာအဲ့ဒီအလုပ်ငန်းခွင်လေးကကြည်နူးစရာဖြစ်နေလိမ့်မယ်လို့နော်ကျေးဇူးအများကြီးတင်ပါတယ်အမချိန်ပေးပြီးတော့လာပြီးတော့မျှဝေပေးတဲ့အတွက်ဒီ topic လေးကလည်းနားထောင်နေသူတွေအားလုံးအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ Laura ရဲ့နောက်ထပ် career catalyst podcast အစီအစဉ်တွေကနေပြီးတော့မတူညီတဲ့ခေါင်းစဉ်တွေကိုလည်းတင်ဆက်သွားဖို့ရှိတာမို့လို့ဆက်ပြီးတော့ကြည့်ပေးပါလို့ဒီ video လေးကိုလည်းကိုယ့်အတွက်လည်းအသုံးဝင်နေဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေကိုလည်းမျှဝေပေးပါလို့ Laura ဒီကနေပြီးတော့တိုက်တွန်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်